အပိုင်းနေရဲ့အဆောင်မှာတော့ကျောင်းရဲ့အစင်းမြင့်ကျောင်းသားတစ်ယောက်ဖြစ်တဲ့ဂျင်းဦးဟာဆီယာမဖြစ်တဲ့ဝီဂျီဆူးနဲ့အတူပျော်ပါပြီးရမှနိုးလာခဲ့ကဒူဆီယာမကလည်းဂျင်းဦးကိုနှုတ်ဆက်ပြီးတဲ့နောက်နှစ်ယောက်သားကျောင်းကိုထွက်လာခဲ့ကြပါတယ်ဒီဘက်မှာလေခရီးယာဒူနဲ့ကျောင်းကြီးတို့နှစ်ယောက်အတူရှိခဲ့တဲ့အချိန်တွေနဲ့ညကဖြစ်ပျက်တွေကိုပြန်လည်စဉ်းစားနေခဲ့ကကျောင်းကြီးနဲ့ရိုက်ထားတဲ့ပုံလေးကိုကြည့်နေခဲ့ပါတယ်တကယ်တော့ညကကန်အကိုခရီးယာကတစ်ချက်ထိုးချလိုက်ပါသေးတယ်အဲ့ဒီချိန်မှာပဲခရီးယာရဲ့အမေဟာနိုင်ငံခြားကနေပြန်လည်ရောက်ရှိလာခဲ့တဲ့ကြောင့်အစီအကံအားလုံးကလည်းဥညွတ်စွာကြိုဆိုကြပါတယ်ခရီးယာရဲ့အမေကလည်းအစီအကံတွေအတွက်ဝယ်လာတဲ့လက်ဆောင်တွေကိုပေးနေခဲ့ကခရီးယာလည်းရောက်ရှိလာခဲ့ပါတယ်သူ့အမေကတားရုပ်ဘာလက်ဆောင်လိုချင်လဲလို့မေးတဲ့အခါမှာတော့စိတ်ပြည့်ပြည့်နဲ့ဘာမှမလိုချင်ဘူးလို့ဖြေလိုက်တဲ့ခရီးယာကိုအရင်ဆိုအမြဲတကူမဟုတ်တကူဝယ်ခိုင်းနေတဲ့ဒူတာကဘာမှဖြစ်နေတာပါလေလို့တွေးနေခဲ့ပါတယ်ခဏကြာမှတော့ဒူချောင်းတော်မေဆိုကအမေဖြစ်သူကိုလာအောင်နှုတ်ဆက်ကထွက်လာခဲ့ပါတယ်ဘက်မှာခံရကလည်းကျောင်းကိုလာနေခဲ့ကကျောင်းဝင်ပေါက်မှာတော့ညကဒူနဲ့ခင်ခဲ့တဲ့အစင်းမြင့်ကျောင်းသားတယောက်ကိုတွေးလိုက်တာကြောင့်တွားရောက်နှုတ်ဆက်တဲ့အခါမှာတော့ဒူကျောင်းသားကလည်းဘေးမှာရီယန်တငယ်ချင်းတွေရှိနေခဲ့တာကြောင့်အားလုံးရဲ့ရှိမှာပဲကန်ရကိုမင်းကငါနဲ့အစင်တန်းမတူဘူးနောက်တစ်ခါစကားလာမပြောနဲ့ဆိုပြီးပြောလိုက်ကရီယန်ရဲ့တငယ်ချင်းနှစ်ယောက်ကလည်းကန်ရကိုလာရောက်ရှက်ခွဲနေပြန်တာကြောင့်ဒေါသတွေကိုမနှဲထိန်ကထွက်လာခဲ့လိုက်ပါတယ်ဘက်မှာလည်းရိုးရွာတို့ဖွဲ့ဟာခုနလေးတွေဒူကျောင်းသားကန်ရကိုရှက်ခွဲလိုက်တဲ့ပုံကိုတယောက်ယောက်ကချက်ချင်းပဲဖုံးတဲ့တပ်ပုံရိုက်ကကျောင်းရဲ့ဂရုထဲမှာတင်လိုက်တာကြောင့်ဝမ်းသာနေခဲ့ကြပါတယ်အဲ့ဒီချိန်မှာပဲကန်ဟာဒူတို့ရှိကိုလမ်းလျှောက်လာကတခြားတစ်ဖက်မှာလည်းခီရီယန်တို့အုပ်စုကလမ်းလျှောက်လာနေခဲ့တာကြောင့်အားလုံးကလမ်းဖယ်ပေးကြပေမဲ့ကန်ကတော့မဖယ်ပေးခဲ့ပါဘူးဒူတို့နှစ်ယောက်ထိတ်တိုက်မျက်နှာချင်းဆိုင်တွေ့တဲ့အခါမှာတော့ကန်ကဒူကိုအကြောင်းကိုတခြားအကြောင်းသူတယောက်ကပြောပြနေခဲ့တဲ့အတက်ခံရတာဒါမှမဟုတ်နိုင်ချင်းခံရတဲ့ဆိုတဲ့စကားတွေကိုကြားရောက်ကခီရီယန်ကလည်းညကအဖြစ်ပြက်တွေကိုပြန်လည်စဉ်းစားနေပြီးကန်ကထိုးဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့ကိစ္စတွေရှုပ်ကုန်မှဆိုးတာကြောင့်ခီရီယန်ကပဲမျက်နှာလွှဲလိုက်ကအရင်ထွက်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ခရီးယာဟာကြောင်ကြီးရှိသွားကမင်းဒီလိုဒေတာဆက်လုပ်နေမယ်ဆိုရင်ဟိုကောင်လူမျိုးပဲအဲ့ဒီကျောင်းသားတရလည်းမကြခင်သေရလိမ့်မယ်ဆိုပြီးချိန်ချောက်သွားခဲ့ကထွက်လာခဲ့ပါတယ်အဲ့ဒီချိန်သူတကယ်ချင်းတယောက်ရောက်လာကအဲ့ဒီကျောင်းသားတစ်ကိုငါကိုယ်တိုင်တိုက်စစ်ရှင်းလိုက်မယ်ဆိုတာကြောင့်လူတိရှင်ကြရှင်းရမှာဆိုကစီးကြော်လာတဲ့ကောင်တွေဘလိုမျိုးဖြစ်ကြလဲဆိုတာတေချာပြပေးလိုက်လို့ပြောနေပေမဲ့ခဏလောက်တော့မေ့ထားရအောင်မှဖြစ်ကြောင်းနဲ့ဟိုကောင်သေထားတာလည်းမကြသေးတာမလို့ပြောတဲ့အခါခရီးယာကတစ်ချက်ကြည့်လိုက်တာကြောင့်ကြည့်ရှင်းလိုက်ပါမယ်ဆိုကပြောလိုက်ရပါတယ်ခဏကြာမှတော့ခရီးယာတပိတ်ဟာကဲတို့တန်းနဲ့ရောက်လာကမင်းတို့ကဘာလို့ကျောင်းသားတစ်တွေနဲ့ရောထွေးထွေးနေရလဲဆိုကစီနီယာဖြစ်တဲ့ကောင်ကိုမင်းကစီနီယာမဟုတ်ဘူးလားလူရန်အကြောင်းမင်းမသိဘူးလားဆိုတာကြောင့်ထိုင်နေတဲ့ကံလည်းနောက်ကိုလှည့်လာကကျောင်းသားတစ်ဆိုတဲ့ထင်ငါရောက်ပါလားဆိုပြီးရည်နေခဲ့တာကြောင့်စီနီယာဖြစ်တဲ့ကောင်ကမင်းကများဆိုကရိုက်ဖို့လုပ်လိုက်ပေမဲ့ကံကလည်းပိုတီတီမဟုတ်တာကြောင့်ချက်ချင်းလက်ကိုဖမ်းချိုးလိုက်ပါတယ်အဲ့ချိန်ဂျီဝင်လာခဲ့တဲ့ကြောင့်ဂျီကိုစကားလိုက်ပြောဖို့လုပ်တဲ့ချိန်စီနီယာကောင်ကနောက်ကနေမျက်ခွက်ကိုထိုးချလိုက်ပါတယ်အဲ့ချိန်ဆီယာမဝင်လာခဲ့တဲ့ကြောင့်ကံလည်းစိတ်ကိုထိမ့်လိုက်ကစီနီယာကောင်တွေကလည်းထွက်သွားခဲ့ပါတယ်စာတင်ရင်ပြီးတဲ့အခါမှာတော့ကံကဂျီနောက်ကိုလိုက်လာကပြောစရာရှိတယ်လို့ပြောလိုက်ပေမဲ့နားမှာရိုးရွာကလည်းဖေမပေးတာကြောင့်ပြောမှအန်းနေတဲ့ကောင်ကိုပြောစရာရှိတာမြန်မြန်ပြောဆိုတာကြောင့်ညကနိုင်ခဲ့မိတဲ့အတွက်တောင်းပန်နေဆိုကပြောပေမဲ့ငါကကတ်တွေတဲ့ကောင်မျိုးဆိုအရန်မုံပြီးနင်းကိုလည်းဟိုနေ့ကအင်ကြီးငှားပေးတဲ့ကျေးဇူးကြောင့်စေတနာနဲ့တခုပြောမယ်နင်းဒီเจ้าကနေထွက်လိုက်ပါလားဆိုတာကြောင့်ဘာလို့လဲလို့ပြန်ပြီးတဲ့အခါဒူမ ESC ကနေကိုကိုကာဝယ်ဖို့ရအတွက်တကူတဲ့တော့နီးလန်းဖြစ်ကြောင်းဖွင့်ဆိုလိုက်ပါတယ်ဒီเจ้าနဲ့ဆိုရင်တော့ဒူကြည့်ပြီးဖြည့်ရှင်းပေးပါမယ်ဆိုကညကနမ်းလိုက်တာငါတကယ်ကြိုက်တယ်ဆိုတာကြောင့်ဘာလို့လဲမေးတဲ့အခါနေဖြစ်နေလို့ဖြေလိုက်တဲ့ဖြေကြောင့်ရိုးရွာကလည်းရီလိုက်ပါတယ်ကျောင်းကြီးထွက်တော်ပြီးတဲ့နောက်ငါကတော့အားပေးတယ်အရာအလုံးကိုကြော်ဖြတ်မဲ့အခြေဇလန်းလို့ဆိုကညကပါတီမှာဒီလောက်လာတဲ့မိန်းကလေးတွေအများကြီးကိုဘာလို့ကြီးကိုမှတွားနန်းလိုက်တာလဲဆိုတာကြောင့်သူကငါမျက်လုံးထဲမှာအလားဆုံးဖြစ်နေလို့ဆိုကဖြေဆိုလိုက်ပါတယ်ရရောက်တဲ့ခါမှာတော့ကျောင်းကြီးဟာဒူမနဲ့ခေရီယန်တို့နှစ်ယောက်ပျော်ရွှင်နေတဲ့အချိန်တွေကိုပြန်လဲတတိယကတစ်ဖက်မှာဝီယန်ဟာလည်းလူနဲ့ကျောင်းကြီးတို့ပျော်ရွှင်နေတဲ့အချိန်တွေကိုမှတ်တမ်းတင်ထားတဲ့ record လေးကိုပြန်လဲကြည့်ရှုနေခဲ့ပါတယ်အဲ့ဒီချိန်ရိုးရွာရောက်ရှိလာကစိတ်ပြည့်စရာကောင်းတဲ့အခြေဇလန်းဆိုတာကြောင့်ပေကောက်ပိတ်လိုက်ပါတယ်ရိုးရွာကတော့ဝီယန်ကိုတစ်ဖက်တည်းကြိုက်နေခဲ့တာကြောင့်ဂျီကနေကိုမကြိုက်တော့လို့အခုချိန်ထိနေနိုင်တာဆိုကနေလည်းမခံနိုင်အတဲကိုပြမနေပဲတခြားမိန်းကလေးတယောက်ကိုတူးရှိမှတွဲပြရမယ်ဆိုတာကြောင့်စကားလမ်းကြောင်းအဖြက်ကအဲ့ဒါဆိုနင်းကူညီပေးရမယ်လို့ပြောလိုက်တဲ့အခါဖြူရွာကလည်းလူနဲ့တွဲရတော့မယ်ထင်တဲ့ဝမ်းသာကဘာကူညီပေးရမလဲဆိုလိုက်တော့ဂျီကတူကိုဘာကြောင့်ကြောင့်ချက်ချင်းကြီးလမ်းခွဲတော့ရလဲဆိုတာကိုစုံစမ်းပေးရမှာဆိုတာကြောင့်အနေငယ်မျက်နှာပြတ်သွားပြီးအဲ့ဒါတော့မဖြစ်နိုင်ဘူးဆိုကဂျီကတူရဲ့ချစ်သုံးတကယ်ချင်းဖြစ်နေခဲ့တာကြောင့်စပိုင်မလုံနိုင်ကြောင်းညှင်းဆိုလိုက်ပါတယ်ဘက်မှာလည်းဂျင်းဟာတနည်းရောက်တွားနေခဲ့ကအဲ့ဒါကတော့ဂျီစီကိုပဲဖြစ်ပါတယ်ရောက်တဲ့အခါမှာတော့နှစ်ယောက်သားစကားထိုင်ပြောနေကြရင်နေစီမှာငါ့ကိုဖုံးကွယ်ထားတဲ့ရှိုးဝက်ချက်တခုရှိနေတာငါသိတယ်ဆိုပြီးတယောက်တည်းတောင်းခံထားလို့မှမရတာဆိုကပြောနေတော့မှပဲဖုံးဝင်လာခဲ့တာကြောင့်ဂျင်းဟာဖုံးပြောလိုက်အောင်မယ်ဆိုပြီးထွက်သွားခဲ့ကအဲ့ဒီအချိန်မှာပဲဂျေးစီကိုမက်ဆေ့တွေနဲ့လူနဲ့ကန်ရန်တို့နှစ်ယောက်အတူရှိခဲ့တော့ဗီဒီယိုမှတ်တမ်းတွေကိုတယောက်ယောက်ကပို့လာခဲ့ပါတယ်တကယ်တမ်းမှာတော့ဒူမဟာကန်ရန်နဲ့ကိုဝင်ရခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီချိန်ကန်ဟန်ဝင်လာခဲ့ပြီးကဲတော့သူချိတ်ထားတဲ့ဘောပင်ထဲမှာဂျင်းဦးတို့ကပဲတမင်ကကင်မရာထည့်ကအတင်းကျပ်ခိုင်းစီခဲ့တာပဲဖြစ်ပါတယ်။နောက်နေဒူမအဖေနဲ့တိုးထဲမှာမဲလိုက်နေတဲ့ချိန်ဒူမအဖေစီကိုဖုံးဝင်လာကတယောက်ယောက်ကအဲ့ဒီအကြောင်းကိုဒူမအဖေစီတတင်းပို့လိုက်တာပဲဖြစ်ပါတယ်။ဒူမအဖေကလည်းဒေါ်တာထွက်သွားပြီးတနက်ကြီးထည့်လိုက်ကတမီလေးကတော့ဒီလိုမလုပ်တော့ဘူးလို့ဖေယုံနေတကယ်ဒါဆိုရင်တော့မင်းနဲ့မေနောက်လိုက်တော့ရမယ်ဆိုကဒေါ်တာတကြီးနဲ့တနက်နဲ့ချိန်လိုက်ပါတော့တယ်တကယ်တော့အဲ့ဒါဟာဒူမအတွေးလိုနေခဲ့တာဖြစ်ပြီးကုမ္ပဏီကအရေးကြီးကိစ္စရှိလို့ဖုံးဆက်လာတာပဲဖြစ်ပါတယ်
အဲ့ချိန်ဖုံတော်ပြောမယ်ဆိုတဲ့ဂျင်းဦးကိုဒူမစတင်တန်စရာဝင်လာခဲ့ပါတယ်ခဏကြာမှတော့ဖုံပြောပြီးပြန်ထွက်လာတဲ့ဂျင်းဦးကိုငါတော်စရာရှိသေးတယ်ဆိုကထွက်လာခဲ့လိုက်ပါတယ်နောက်တနေ့ကျောင်းရောက်တဲ့အခါမှာတော့ကန်ဟာသူ့ပျက်စီးလောကနာမှာရှိနေခဲ့ပါတယ်အဲ့ချိန်ခရီးယန်နဲ့တူငယ်ချင်းရောက်လာကအားလုံးထွက်ခိုင်းပေမဲ့ကန်ကတော့မတီးကြအောင်ဆောင်နေခဲ့ကအဲ့ချိန်မှာပဲခရီးယန်တို့စီကိုတခြားကျောင်းသားတစ်ယောက်ကဆေးပျက်စီးတစ်မျိုးလာပေးနေတာကိုကန်မြင်လိုက်ရတဲ့အခါမှာတော့တူကိုဒီထက်တန်းလောကကောင်းတွေကဆေးချကြတယ်အဲ့ဒီဆေးနဲ့ပဲတခြားလူတွေကိုခတ်ပြီးအနိုင်ကျင့်ကြတယ်ဆိုကပြောပြနေခဲ့တာကိုပြန်လဲတတိယတော့ကစိုက်ကြည့်နေခဲ့ပါတယ်ခရီးယန်တို့ကလည်းကန်ထွက်မတော့ပဲသူတို့ကြည့်နေတာကိုမြင်တဲ့အခါမှာတော့ကန်အနာကိုကတ်လာပြီးမင်းကဘာကိုလိုချင်နေတာလဲဆိုကပညာတင်စုရကျောင်းသားတယောက်ကစာပဲကောင်းလို့ရန်နဲ့ထပ်ပြီးစီးကြုံမလာဖို့ရအတွက်တတိပေးလိုက်ပါတယ်ကျောင်းကပြန်มาလဲတူကိုပြောခဲ့တဲ့စကားတွေကိုပဲပြန်လဲကြားရောက်နေမိကဒီကောင်တွေကတကယ်ပဲဒီလိုလုပ်ခဲ့တာလားဆိုကတူကိုရဲ့လက်ပတ်လေးကိုချစ်ပေါင်းဆုပ်ထားလိုက်ပါတယ်နောက်နေ့မနေ့ကျောင်းမှာတော့အတန်းရဲ့စီနီယာနဲ့တူရဲ့ပေါင်းပါတွေဟာကန်ကိုလည်းနှိမ့်ဆက်အနိုင်ကျင့်ကြဖို့နဲ့ဒီကောင်လေးဟိုကောင်လူမျိုးပဲသေသွားရောမကောင်းဘူးလားဆိုကပြောနေခဲ့ကတစ်ဖက်မှာလည်းကျောင်းကြီးရဲ့သားဖြစ်သူမှန်ကြောင်ကောင်ကသူတို့ပြောနေတာတွေကိုနားထောင်နေခဲ့ပါတယ်ပြီးတဲ့အခါမှာတော့ရုံးကန်ကတူ့အမေရှိရာကိုဝင်လာခဲ့ပြီးကျောင်းရဲ့ဖိုင်တွဲတွေကိုပေးကဟိုကောင်ကန်ရန်သေတဲ့အမှုကိုအမေတို့ဘယ်လိုလုပ်ပြီးအစားအနာမကြံအောင်ဖုံးလိုက်နိုင်တာလဲဆိုကမေးနေခဲ့ပေမဲ့ကျောင်းကြီးကတော့နေတန်းနေပြန်တော့ဆိုကမောင်းထုတ်လိုက်ပါတယ်ဘက်မှာလည်းကန်ဟာဆီယာမစီကိုရောက်လာခဲ့ကခီရီယန်တို့ရဲ့လော်ကာထဲမှာမကောင်းတဲ့ဆေးတွေရှိနေကြောင်းနဲ့လော်ကာတကားကိုလိုက်ဖွင့်ပေးဖို့ရာအတွက်တောင်းဆိုလိုက်ပါတယ်ဆီယာမကလည်းအစကတော့လော်ကာကဘာစင်းနေမှုညင်းနေပေမဲ့ကန်ကအဲ့ဒါဆိုကျွန်တော်ဘာသာပဲရအောင်ဖွင့်လိုက်မယ်ဆိုတော့ကြောင့်ယတနာကြီးဖြစ်မှကြောက်တဲ့ဆီယာမကလည်းဖွင့်ပေးဖို့ရာအတွက်သဘောတူလိုက်ပါတယ်သူတို့လော်ကာတကားကိုဖွင့်နေချိန်မှာပဲရီယန်ရဲ့တငယ်ချင်းကသူတို့ရှိရာဘက်ကိုခက်မြန်လမ်းလျှောက်လာနေခဲ့ကအဲ့ဒီချိန်မှာပဲတခြားတန်းကဒူးနဲ့ခင်းတဲ့ကောင်မလေးတယောက်ထွက်လာကမုတ်စားတော့ရအောင်ဆိုတော့ကြောင့်လိုက်တော့ခဲ့ပါတယ်ကန်နဲ့ဆီယာမကလည်းလောကတကားကိုဖွင့်လိုက်ကဆေးတို့ကိုတွေးတဲ့အခါမှာတော့ဆီယာမကဒါကစိတ်ကြယောဂအတွက်ထုတ်လုပ်ထားတဲ့ဆေးတစ်မျိုးဖြစ်ပြီးဒီကြောင့်မှာကလေးတွေကစိတ်ပြည်စည်းမှုရမ်းများကြတယ်ဆိုကမယုံရင်မေးပါမင်းရဲစခန်းကိုတွားဆေးလိုက်ဆိုပြီးဆေးတွေကိုပေးလိုက်တာကြောင့်ကန်လည်းလက်လျှော့လိုက်ရပါတယ်ညရောက်တဲ့အခါမှာတော့ကျောင်းကြီးနဲ့ရိုးရွာတို့နှစ်ယောက်စကားထိုင်ပြောနေခဲ့ကကျောင်းကြီးကဒူမစီမက်ဆေ့ဖို့ချင်းချောင်းနေတဲ့အမီမတိလူတယောက်ကိုရအောင်ရှာပေးရမယ်ဆိုတော့ကြောင့်ငါကဘာအတွက်လိုက်ရှာပေးရမှာလဲဆိုတဲ့အခါအဲ့ဒီညကဂျေးဦးမွေးနေမှာနင်းနဲ့ဟိုကောင်းရဲ့ဗီဒီယိုကိုပါအဲ့လူကရိုက်ယူထားတယ်ဆိုတော့ကြောင့်အမူးလုံးတွေကဘာမှမမမိတဲ့ဟီရလဲဘာဗီဒီယိုလဲဆိုတဲ့အခါမှာတော့အဲ့ဒီညကဘာတွေဖြစ်ခဲ့လဲဆိုတာနေပါနေမဲ့ပြန်စဉ်းစားဆိုကထွက်သွားခဲ့ပါတယ်အဲစကားကိုကြားပြီးရင်တော့ဟီရာလည်းဒူမအဲ့ဒီညကဘာတွေဖြစ်ခဲ့လဲဆိုတော့ပြန်လဲစဉ်းစားနေခဲ့ကခဏကြာမှတော့အဲ့ဒီညကဒူမအမှုလုံနေခဲ့ပြီးတခြားဒူမကိုတစ်ဖက်တက်လိုက်ကြိုင်နေခဲ့တဲ့ကောင်တစ်ကောင်နဲ့ပါတီမှာပျော်ပါခဲ့တာကိုပြန်လဲတတိယသွားခဲ့ပါတော့တယ်မနေ့ရောက်တဲ့အခါမှာတော့ကန်လဲကောင်းဘတ်စကားနဲ့ရောက်လာကရီယန်တို့ကတော့ဟက်စကီနဲ့ဖြစ်ပါတယ်ကျောင်းကိုရောက်လာတဲ့အခါဒီနေ့ကကျောင်းရဲ့လက်တွေ့ခီးစဉ်ရှိတယ်ဆိုတော့ကြောင့်တောင်တက်ကြတဲ့ဖွဲ့ကတောင်တက်ယောဂချင်းတဲ့ဖွဲ့ကယောဂချင်းနဲ့ရီယန်တို့ကတော့ခေါင်းရိုက်နေခဲ့ကတစ်ဖက်မှာလည်းရီယန်ရဲ့တငယ်ချင်းတစုကတော့ခုနေ့ကကန်လောက်ခဲ့တာတွေကိုရီယန်ကလုံးဝခွင့်လို့မှမဟုတ်ဘူးဆိုပြီးကန်လည်းဟိုပညာတင်စုရကျောင်းသားနောက်ကိုဒီညပဲလိုက်တော့မှဆိုကအကယ်၍ဒီညကိုကန်မကြုံနိုင်ရင်နဲ့ကောင်မလေးနှစ်ယောက်ကလည်းကြုံနိုင်ဆိုက1.5 ဘီလီယံကြီးလောင်းချထားလိုက်ပါတယ်တကယ်တမ်းမှာတော့ဒီစီစဉ်အားလုံးဟာခရီးရဲ့အစီအစဉ်တွေဖြစ်ပြီးတစ်ဖက်မှာကန်ရကိုလည်းအတန်းကောင်းဆုံးဖြစ်သူကျောင်းဆရာမကြီးရဲ့သားဟာမင်းကပညာတင်စုရကျောင်းသားဖြစ်တာကြောင့်စာလုံးလို့အဆင်ပြေအောင်ဆိုကကျောင်းနဲ့ဝေးတဲ့အိမ်လေးတစ်လုံးစီကန်ရကိုဒီညနေဖို့ရာအတွက်လိုက်ဖို့ပေးနေခဲ့ပါတယ်ဒီကျောင်းဝင်းကြီးဟာတောကြီးတစ်ခုလုံးကိုနေရာယူထားကအကျယ်ကြီးဖြစ်တာကြောင့်အစင်းမြင့်ကျောင်းသားတွေအားလုံးကလည်းဒီကျောင်းထဲမှာပဲစိန်နေနေကြတာဖြစ်ကတောင်တက်သွားတဲ့ကျောင်းသားတွေကလည်းဒီကျောင်းဝင်းကြီးထဲမှာပဲဖြစ်ပါတယ်တကယ်တော့ကန်ရကိုကျောင်းကြီးကိုယ်တိုင်ကကျောင်းနဲ့ဝေးရစီတမင်ကွက်ကြပို့ဆောင်လိုက်တာပဲဖြစ်ပါတယ်ဘက်မှာလည်းကန်ကစပိန်နဲ့တော့ကိုလုံနေတဲ့ချိန်ဆီယာမကသူ့ကိုလှမ်းခေါ်လိုက်ပြီးဈေးဝယ်ပေးဖို့ကူညီတောင်းကတခြားကလေးတွေကဒုက္ခရင်လုံမပေးတာကြောင့်နင်းကိုကူညီတောင်းတာလို့ဆိုပါတယ်ကန်လည်းဈေးဝယ်ပေးဖို့ရာအတွက်လောနဲ့ထွက်လာတဲ့ချိန်သူ့ရှိကကြောင်ကြီးကိုရုတ်တရက်မြင်လိုက်တာကြောင့်ဘယ်တော့မလို့လဲလို့ဆိုတဲ့အခါစပိန်နောက်ကိုတက်ထိုင်လိုက်ကဒီမှာလည်းဈေးလိတ်ဝယ်မလို့ဆိုတာကြောင့်အော်တော့ခဲ့ရပါတယ်အဲ့ချိန်ဒူမတို့နှစ်ယောက်စပိန်စီးနေတဲ့မြင်ကွင်းကိုတရားပေါ်ကနေရိုးရွာနဲ့ခင်ရန်ကလည်းကြည့်နေခဲ့ပါတယ်သူနှစ်ယောက်စပိန်တူစီးလာခဲ့ကခဏကြာမှပဲမိုးရွာလာခဲ့တဲ့ကြောင့်အမေကခုံတန်းရလေးတစ်ခုမှနှစ်ယောက်တမိုးခိုနေခဲ့တဲ့ချိန်ခွေးလေးတစ်ကောင်ကဂျီနာကိုရောက်လာခဲ့တဲ့ကြောင့်ခွေးလေးကိုကန်ကပျော်ရွှင်ရီမိုးနေတဲ့ကြောင်ကြီးကိုငေးကြည့်နေပြီးပြုံးလိုက်ကလှလိုက်တာဆိုတဲ့ကြောင့်ဂျီကဘာလို့လှတာလဲဆိုတဲ့အခါနေကြီးတာကူမှပထမဦးဆုံးချိန်မြင်မှုတာဖြစ်ကြောင်းပြောလိုက်ပါတယ်တတိသမီးလည်းဖြစ်လှလဲလှစာလဲတော်နေကအရာရာပြည့်စုံနေပေမဲ့ဘာဖြစ်လို့မပြုံးတာလဲဆိုတဲ့ကြောင့်ဒါကဒူမဖေရဲ့ပြိုးထောင်မှုပဲလို့ဖြေလိုက်ကတတိတွေကအဲ့လိုမျိုးပဲပြိုးထောင်ပေးကြတာလားငါတို့ကတော့အဲ့လိုမဟုတ်ဘူးဆိုတဲ့ကြောင့်ဒါဆိုနေငါရောဆင်းရဲလို့နိုင်ကြည့်နေတာကိုဘာလို့အချိန်တိုင်းပြုံးပြနေနိုင်တာလဲလို့မေးတဲ့အခါငါကမဆင်းရဲပါဘူးတခါမှဆင်းရဲတယ်လို့လည်းမတွေးဘူးဆိုကအနည်းဆုံးတော့ဒီเจ้าကိုမြောက်ခင်ထိဖို့လို့ဖြေလိုက်တဲ့အဖြေကြောင့်ဂျီကသူ့ကိုစိုက်ကြည့်နေခဲ့ပါတယ်မိုးကမတိတ်တာကြောင့်ဒီတိုင်းပဲပြန်တော့မယ်ဆိုကဂျီကထထသွားတာကြောင့်နောက်ကနေလိုက်ပြီးအေးမိလိုက်မယ်ဆိုကသူ့အင်ကြီးလေးကိုဝတ်ပေးလိုက်ပါတယ်
တစ်ဖက်မှာလည်းမိုးရွာကြီးရဲ့ကျောင်းရဲ့စီနီယာဂျပူတို့ဖွဲ့ဟာသူ့ကိုကျောင်းကြီးရဲ့တာကိုယ်တိုင်လိုက်ပို့ခဲ့တဲ့အိမ်သားမှာဒီကောင်လာတာနဲ့မင်းကချုပ်ငါကအတေးထိုးပြီးဒီနေရာမှာပဲလောင်းဖြောက်ပြေးမယ်ဆိုကစောင်းလိုက်နေခဲ့ကြပါတယ်တကယ်တော့ဒါကခီရီယန်ကိုယ်တိုင်ခိုင်းစီထားခဲ့တာပဲဖြစ်ပါတယ်ဒီဘက်မှာလည်းဂျီကြီးနဲ့ကန်ဟာပြန်လာနေကဂျီကြီးကိုလိုက်ပို့ပြီးတဲ့နောက်သူပြန်တော့မယ်ဆိုတဲ့အခါအထဲမှာအင်ကြီး6ခန်းသက်ရှိတယ်ဆိုက6မှပြန်ဆိုတာကြောင့်ကန်လည်းလိုက်လာခဲ့ပါတယ်ဒီဘက်မှာဆီယာမဟန်ဂျီစုကလည်းသူ့တငယ်ချင်းနေနဲ့စကားပြောနေခဲ့ကအဲ့အချိန်ဂျီယူရောက်လာခဲ့ကကျောင်းကြီးကခေါ်ခိုင်းလိုက်တယ်ဆိုတာကြောင့်လိုက်တော့ခဲ့ရပြီးကြံနေတဲ့တငယ်ချင်းတွေကလည်းကျောင်းကြီးကညတော့မနာပဲအလုံးလုံးနေတာလားဆိုပြီးပြောနေခဲ့ကြပါတယ်ဆီယာမကလည်းဂျီယူနောက်လိုက်လာခဲ့ကဘာကိစ္စရှိလို့လဲလို့မေးလိုက်တဲ့အခါအခန်းထဲမှာဝိုင်နေဆက်ထားတဲ့ဆိုကတွားကြရအောင်ဆိုတာကြောင့်လိုက်လာခဲ့လိုက်ပါတယ်အဲ့ချိန်ကန်နဲ့ဂျီကြီးတို့ကလည်းနှစ်ယောက်တည်းလမ်းလျှောက်လာခဲ့ကဂျီကြီးနေတဲ့အကျောင်းရဲ့အပန်းဖြေအင်ကြီးတွေကိုဝင်သွားတော့မြင်လိုက်ရပေမဲ့မမြင်ကြအောင်ပဲစောင့်နေလိုက်ပါတယ်။တစ်ဖက်မှာလည်းကန်ကိုရှင်းမှုအတွက်ညနေခင်းကစောင့်နေကြတဲ့စီနီယာဂျပူတို့ဖွဲ့ဟာချမ်းလို့တုံနေပြီးဒီကောင်ကဘာလို့ဂူတီရောက်မလာသေးရလဲဆိုကဒုကောင်တွေကိုအော်ဆဲနေခဲ့ပါတယ်။တစ်ဖက်မှာလည်းကန်ကတော့အင်ကြီး6ခန်းနေတာကိုစောင့်နေခဲ့ကအင်ကြီး6ရင်ပြန်တော့မယ်လို့ပြောလိုက်ပါတယ်။ဂျေယူနဲ့ဆီယာမတို့ကလည်းနှစ်ယောက်တည်းဝိုင်တောက်နေခဲ့ကဂျီကြီးနဲ့ပညာတင်စုရကျောင်းသားတိတ်ကန်တို့ဟာခေနာလာလို့မေးတဲ့အခါဘာလို့လဲလို့ပြန်မေးလိုက်တာကြောင့်ခုနကဂျီကြီးနဲ့ကန်တို့နှစ်ယောက်တည်းဂျီကြီးရဲ့အပန်းဖြေအိမ်ထဲကိုဝင်သွားတော့မြင်လိုက်ရတယ်ဆိုတာကြောင့်တေချာလာလို့မေးက BNC ကိုဖုန်းဆက်ကြောင်းကြားလိုက်ပါတယ်။ကေရီယာလည်းချက်ချင်းပဲကျောင်းကြီးစီကိုဖုန်းဆက်လိုက်ကအခုပဲဂျီကြီးတို့ရှိရာအပန်းဖြေအိမ်ကိုလာခဲ့လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းကန်ဟာအင်ကြီး6ခန်းရင်းနဲ့ TV ကြည့်အောင်ဆိုကနှစ်ယောက်တည်းအင်ကြီး6အောင်ဆောင်ရင် TV ကြည့်နေခဲ့ကြကကန်ကတော့တမင်တကာအိတ်ချင်အောင်ဆောင်ကဂျီကြီးပကုံးပေါ်ခေါင်းတင်လိုက်တာကြောင့်ဂျီကြီးကအိတ်ချင်ကရင်ပေါ်မှာတွားရည်ဆိုတာကြောင့်မအိတ်ချင်မဟုတ်ဆိုကခေါင်းကနောက်တစ်ခါထပ်ပြီးပကုံးပေါ်ရောက်လာပြန်ပါတယ်အဲ့ဒီချိန်ငါလည်းစိတ်မဆိုးပါဘူးအဲ့ဒီနေ့ကနေငါ့ကိုနမ်းလိုက်တော့ငါစိတ်မဆိုးခဲ့ပါဘူးဆိုတာကြောင့်အိမ်ငိုက်ချင်းအောင်ဆောင်နေရမှထလာပြီးဂျေကြီးကိုစိုက်ကြည့်နေကနမ်းမို့လုံနေတဲ့အခါမှာပဲကန်ရဲ့လက်မှာပတ်ထားတဲ့လက်ပတ်ကြိုးလေးကိုကင်ပြီးတွားရကနေတခုခုကိုတတိယသွားကအဲ့ဒါကတော့တိဆုံးသွားခဲ့တဲ့ကန်ဟန်ရှိမှလေဒီလက်ပတ်ရှိနေခဲ့တာကိုဒူမတိသွားပြီးကန်ကိုစူးစူးရဲရဲကြည့်လိုက် ကနမ်းမို့ရာအတွက်တွတ်ဆုပ်သွားခဲ့ပါတယ်ကန်ကလည်းနမ်းမို့လုံနေတော့မှပဲရုတ်တရက်ခီရီယန်နဲ့ကျောင်းကြီးတို့ရောက်လာကဘာတွေလုံနေကြလဲဆိုကပွဲပြက်လိုက်ကြပါတယ်နောက်နေ့မနေ့မှာတော့ဂျီဟာကန်ရရဲ့ကိုကြီးကိုရာချက်လက်မှတ်တမ်းကိုကြည့်ရှုနေခဲ့ကဘက်မှာကန်ဟာလေစာတင်ကန်းနဲ့ရောက်ရှိလာတဲ့ချိန်သူ့ခုံပေါ်မှာခရီယန်တို့ကသူ့ရဲ့သေလူတပ်ပုံကိုတင်ထားတာမြင်လိုက်ရကအဲ့ဒီပုံကိုစိုက်ကြည့်နေခဲ့ပြီးသူ့ကိုမြင်အောင်နေမိကယူရန်ရဲ့တငယ်ချင်းတွေကတော့ကျောင်းထုတ်ခံရမဲ့အတူတူကျောင်းကိုဘာလို့လာနေသေးလဲဆိုပြီးမင်းတို့စင်းနိုင်ကျောင်းသားကရာရာဆောက်ဆက်ဂျီရဲ့ပန်းပြေအိမ်ထဲကိုဝင်ရတယ်ဆိုကလှောင်ပြောင်နေခဲ့ပါတယ်အဲ့ချိန်ခီရီယန်ကလည်းရိုးရွာကိုတွေ့တဲ့အခါမင်းပြောထားလို့လောက်ကြရအောင်ဆိုတာကြောင့်ဘာလို့မှလဲလို့မေးတဲ့အခါဟန်ဆောင်ချစ်တူလို့ပြောလိုက်တာကြောင့်ဒီရွာလည်းပျော်ကြီးပျော်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းကန်ယာကိုကျောင်းကအကြီးကျယ်တွေအားလုံးကခွင့်ပြုချက်မရှိဘဲကျောင်းသူကျောင်းကြီးရဲ့အခန်းထဲကိုကျူးကျော်ဝင်ရောက်ခဲ့တာတေချာလားလို့မေးတဲ့အခါကျောင်းကြီးကတော့မင်းနေစရာမလိုပဲသူကိုယ်တိုင်လက်ဘူးလက်ချက်ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်ဆရာမအန်ဂျေစုကတော့ဘလို့ဖြစ်တာလဲကျောင်းဆောင်ကိုမေးတဲ့အခါသူပြောပြလဲရုံမှမလို့လားဆိုကကျောင်းကြီးကတော့ဒီကျူရှင်းကျောင်းကစီကံရမ်းကြီးတာကြောင့်လုံးဝကိုနောင်တရပုံမပေါ်တဲ့ကျောင်းသားအခွင့်အရေးပေးခြင်းစိတ်လည်းမရှိတော့ဘူးဆိုကကျောင်းရဲ့ဥပဒေပုံမှန်စနစ်အရကျောင်းကုန်ချက်တရေညှိုးနှံစေမှုနဲ့ကျောင်းကနေထုတ်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်အဲ့ချိန်ဂျီယူဝင်လာကဒူကိုတိုင်းခေါ်တာဖြစ်ကြောင်းနဲ့ရစီတစ်ခုလာယူခိုင်းတာဆိုကအပြစ်ပေးခြင်းဒူမကိုပေးလို့ရကြောင်းပြောပြီးကန်ကိုခေါ်ထုတ်သွားတာကြောင့်ကျောင်းကြီးကလည်းဂျီယူကိုမလွန်ဆန်နိုင်ခဲ့ကဘာမှမပြောပဲကြည့်နေခဲ့ပါတယ်ခေရီယာနဲ့ဂျိုးရွာတို့ကလည်းဒါပါလောက်တာလေစီးကြော်ပြီးမင်းခန်းထဲထိဝင်လာတဲ့ကောင်ကိုဆိုကမင်းကဘာကြောင့်ဒီလိုလောက်တာလဲဆိုရကြောင့်ခေရီယာကိုကြည့်ကရှေ့လျှောက်ကန်ကိုမထီးဖို့နဲ့ကန်ကိုဒူမချင်းမိနေပြီဆိုကရွေးရရှိမှာပဲကန်လက်ကိုကင်လိုက်တာကြောင့်မင်းယူနေပြီလားဆိုပြီးဒါကဂျူရှင်းတော်ဆိုကမင်းမဖြေရှင်းနိုင်တဲ့ကိစ္စမျိုးကိုအစားမလုံးနဲ့ဆိုတာကြောင့်ဒီနေရာကဂျူရှင်းမဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ငါကလည်းချောင်ကြီးကြီးပါပဲဆိုကကန်နဲ့အတူထွက်လာခဲ့ပါတယ်အပြင်ရောက်တဲ့အခါမှာတော့ကန်ကဘာလို့ဒီလိုလောက်တာလဲဆိုကငါဘာသာဖြေရှင်းနိုင်ကြောင်းနဲ့အားကြောင့်နဲ့နင်းကိုမထိခိုက်စေချင်မှုဆိုတဲ့အတွက်ဂျေကြီးဟာကန်ရဲ့လက်ပတ်ကျိုးကိုကြည့်နေခဲ့ကနင်းဒီเจ้าကိုဘာရွယ်ချက်နဲ့ရောက်လာခဲ့တာလဲလို့မေးလိုက်ပါတော့တယ်강아, 여기 온 목적이 뭐야 너? တီးသွားပြီပဲငါဘာလို့လဲဆိုတာကိုဆိုပြီးအပိုင်းနှစ်လေးကလည်းဒီညလေးမှာပဲဆုံးတက်သွားခဲ့ပါတယ်ခင်ဗျာခမီစုံအပိုင်း3ပါခင်ဗျာ